င်းကလည်းညံနေတဲ့အခါကျတော့အဲ့မနဲ့လင်းနေရင်အကုန်လုံးအဲ့ဓာတွေကိုစုလူတွေပါတဲ့အခါကျတော့တမျိုးလုံးအုပ်အကျက်ကျက်ဖြစ်တယ်ပေါ့ငိုကြယူကြဟုတ်လားအကုန်လုံးအဲ့ဒါနိုင်ရင်မြေမှာဖမ်းတာအဲ့ဒါကိုမန္လိကာမိဖုရားသိတဲ့အခါကျတော့အလွန်မိုက်တဲ့ရှင်မေနော်အစာကြီးတာလွယ်လို့ဘာမှသူသိတာမရှိဘူးအဲ့ဒါမင်းကြီးကြီးဝင်ပြီးတော့မင်းကြီးပေါ်မှာလည်းအလွန်လွှမ်းမိုးနိုင်တယ်မန္လိကာမိဖုရားဟုတ်လားအဲ့မင်းကြီးကိုဆူတောင်းဆူတဲ့သူဘာလို့ဒီလိုလုပ်တာတော့ဘာမှမသိတဲ့ပုံသားတွေပြောတာဟုတ်ထင်ပြလုပ်တယ်တလောကလုံးမှာအကျွင်းကြံရှိသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားဇေတဝန်ကျောင်းတိုင်းမှာတရင်သုံးတယ်မင်းကြီးမသိဘူးလားပြိသွားမေးအဲ့ဒီမှာသူအစောတလေဒီနိုင်ရင်မှာဖန်တာတွေကိုတာတာထားခဲ့ပြီးတော့မြင်းရင်တွေပါယထာတွေပါစီးပြီးတော့တခါတည်းအမြန်ဆုံးသွားတယ်မြတ်စွာဘုရားကြီးကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုညာကြားရတယ်အတန်နဲ့ကြီးနဲ့ကြားရတယ်စကား၄ခွန်းအတန်၄မျိုးသူမြတ်စွာဘုရားကိုရှာတယ်။ဒါမြတ်စွာဘုရားဒါမင်းကြီးရဲ့အသက်အန္တရာယ်အတွက်ဖြစ်ပေါ်လာတဲ့အတန်တွေမဟုတ်ဘူး။ရုပ်ကြောက်ပါနဲ့။နောက်တထေသား၄ယောက်အရင်ဘောကပရဒါရကံတွေကိုလွန်ကျူးခဲ့လို့ပရဒါရဆိုတာသူတစ်ပါးရဲ့သားမယားရဲ့ပေါ်မှာကျူးလွန်တော့စော်ကားခဲ့လို့ငရဲရောက်နေကြငရဲသား၄ယောက်ရှိအဲ့ဒါအနှစ်6000မှာတစ်ချိန်အပေါ်ပြန်ပြီးတော့ပေါ်တယ်လို့ဆိုဒါပေါ်တဲ့အခါကျတော့သူတို့ချင်းချင်းလည်းသိပြီးတော့ပထမတစ်ယောက်ကဒါသူတို့ကဒုသနာတော်ဆိုတာကသူတို့ပြောကျင်တဲ့စကားရဲ့အစဆုံးစကားလုံးလေးတွေသူတို့ကဂါထာတစ်ပုဒ်လောက်နဲ့ပြောကျင်တာအဓိပ္ပာယ်အကျဉ်းပြပြောရရင်တော့သူတို့ကမကောင်းတာတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မကောင်းသဖြင့်အသက်ရှင်နေရတယ်အလွန်ဆင်းရဲတယ်ဒီဆင်းရဲရဲ့အဆုံးကဘယ်တော့အဲ့လိုပြောကျင်တာဟုတ်လားအဲ့ပထမစကလုံးလေးပဲပြောပြီးတော့ပြန်မြုပ်သွားတာပထမငရဲသားကဒုဆိုတော့နှစ်သွားရောနောက်တစ်ယောက်ကနာဆိုတဲ့စကားနဲ့စပြီးတော့ပြောမှအဲ့ဒါနာတစ်လုံးပဲអော်လဲရတယ်မြုပ်သွားရောဒုသနာတော်ဆိုအဲ့လိုအဲ့ဒါကိုမြတ်စွာဘုရားတော့အကုန်လုံးအတိပ္ပယ်ကိုသူတို့ပြောတဲ့စကလုံးပြောခြင်းတဲ့စကားတွေရဲ့အတိပ္ပယ်တွေကိုအကုန်လုံးမြတ်စွာဘုရားဟောပြတာအဲ့လိုပြောတော့မှမင်းကြီးလည်းရှင်းလင်းသွားပြီးတော့ဒီနိုင်ရင်မှာဖန်တာတယ်ရစ်ပူဆုံးမဲ့တရားဝါတွေအကုန်လုံးကိုလွတ်တယ်။ဒါမန္လိကတော်လို့ပေါ့အဲ့ဒါမန္လိကကိုအကြောင်းပြုပြီးတော့ဓမ္မဒိဏတစ်ချိန်လုံးကဓမ္မဒိဏမိဖုရားဖြစ်ခဲ့ဘူးလေဆိုပြီးတော့ဇတ်တော်တွေပါဒီမြတ်စွာဘုရားဟောပါသေးတယ်။အဲ့ဒီမှာစောစောကနော်အမျိုးသားကလည်းမြတ်စွာဘုရားရှေ့မှာတရားနာမင်းကြီးကလည်းရောက်နေအဲ့ဒါမင်းကြီးကပြောတာမြတ်စွာဘုရားညတော့ကအတန်ကြီးတွေကလည်းကြားအိတ်လို့ကလည်းမပြောမကောင်းတဲ့စိတ်တွေနဲ့အိတ်မပြောနေတာသူကဟုတ်လားအိတ်မပြောတော့ညတာဟာတပည့်တော်အတွက်အလုံးမရှိတာပဲသူ့တွေ့ကြုံကိုပြောတာနော်အဲ့ဒါနဲ့သောတော်ကအမျိုးသားကလည်းပဲအားချမခံသူကလည်းမြတ်စွာဘုရားအားကိုးနဲ့ပေါ့ထားပြီးတော့သူကလည်းမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားမနေ့တုန်းကတယုဇနာခရီးဟာအလွန်ပင်ပန်းတဲ့တပည့်တော်အတွက်စေရောလူရောပင်ပန်းနေတာဆိုတော့ခရီးကအလွန်မှရှည်တာပဲဗျာပြန်မရောက်ရင်ပတ်ခံရမှာလေဟောစကားနှစ်ခွန်းရတယ်နော်အိမ်မပြောတဲ့လူအတွက်ညတာဟာရှည်တယ်နော်တယုဇနာခရီးဟာပင်ပန်းနေတဲ့လူအတွက်ရှည်တယ်အဲ့ဒီမှာမြတ်စွာဘုရားပို့ပြီးတော့အနှစ်သာရပြည့်ဝတဲ့အဓိပ္ပာယ်တစ်ခုကိုထပ်ပြီးတော့ထည့်လိုက်တဲ့သဘောနော်ဒီကဇာကရတော်ရတိဒီကံတတ္တရောဇန္တဒီကောပါလာနတန္တာရောတတ္တမအဝိဇာနတဟုတ်တယ်အိမ်မပြောတဲ့လူအတွက်ညတာဟာရှည်တယ်ခီးပန်းနေတဲ့လူအတွက်တယုဇနာခီးဟာရှည်တယ်